လင်မယားနှစ်ယောက်ကလွန်ခဲ့တဲ့3နှစ်လောက်တည်းကပျောက်ဆုံးနေတဲ့သူတို့ရဲ့သမီးလေးကိုတွားရောက်ခေါ်ယူဖို့ရဲစခန်းကိုရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်လာတဲ့အခါမှာတော့ရုပ်ချင်းတစ်ထည်ရတဲ့တူတဲ့မိန်းကလေးငယ်တယောက်ကိုတွေ့လိုက်ရတော့အံ့ဩသွားကြတယ်။အမျိုးသမီးကသူ့မှာအမွာသမီးမရှိမှန်းသိတာကြောင့်ခွဲခြားနိုင်ဖို့သမီးငယ်နှစ်ယောက်လုံးကိုလက်လှမ်းခိုင်းလိုက်ပါတယ်။သူမသမီးရဲ့လက်မောင်းမှာလာချမ်းပုံစံအမှဲ့ပါရှိလို့ပါ။ဒါပေမဲ့ထူးဆန်းတာကမိန်းကလေးနှစ်ယောက်စလုံးရဲ့လက်မောင်းမှာလာချမ်းပုံစံအမှဲ့ကိုစိရှိနေကြတာပါပဲ။ရဲတွေကလည်းအမြန်ဆုံးခေါ်သွားဖို့တိုက်တွန်းနေတာကြောင့်အမျိုးသမီးကကလေးနှစ်ယောက်လုံးကိုအင်ခေါ်လာပြီးတော့သူတို့ရဲ့အဖွားပြည်သူကိုခွဲခြားခိုင်းကြည့်ပါတယ်။ဒါပေမဲ့အဖွားပြည်သူကကလေးတွေကိုမြင်မြင်ချင်းမှာပဲဒါရီယာမိစ္ဆာတွေဖန်ဆင်းနေတာလို့အော်ဟစ်ပြီးတော့အန်နာဆိုတာတယောက်တည်းရှိရမယ်လို့ပြောပြီးကြောက်လန့်နေကြထွက်သွားခဲ့ပါတယ်။တကယ်တော့လွန်ခဲ့တဲ့3နှစ်ကအန်နာလေးကမြက်ထဲကျသွားခဲ့တာဖြစ်ပြီးတော့ကန်းဆက်မှာဖနက်တစုံပဲကြံရိတ်ခဲ့တာပါ။အခုတော့အန်နာနှစ်ယောက်နဲ့ရင်ဆိုင်နေရချိန်မှာကလေးမလေးနှစ်ယောက်ကအဖွားကသူတို့ကိုမုန်းမှန်းသိပေမဲ့တယောက်ကိုတယောက်ကြည့်ပြီးပြုံးနေခဲ့ကြပါတယ်။တကောင်ရန်ချိန်မှာတော့အမျိုးသမီးကရေတောက်ပေါ်ထလာရင်းနဲ့ကလေးနှစ်ယောက်ကအဖွားပြည်သူရဲ့အခန်းထဲကိုရှောက်သွားတာကိုမြင်လိုက်ရပါတယ်။နောက်တစ်နေ့မနက်မှာတော့ထူးဆန်းစွာပဲအဖွားပြည်သူကကလေးနှစ်ယောက်နဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေတာကိုတွေ့လိုက်ရပါတယ်။အဖွားရဲ့အရင်နေ့ကကြောက်လန့်နေတဲ့ပုံစံတွေကလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။အမျိုးသမီးကဒါကိုမေးခွန်းထုတ်ဖို့ကြိုးစားပေမဲ့အဖွားပြည်သူကဒေါသတကြီးနဲ့ပြန်ကောက်ခဲ့ပါတယ်။အမျိုးသမီးကကလေးနှစ်ယောက်မှာတခုခုမှားယွင်းနေပြီဆိုတာသိလိုက်ပြီးတော့သမီးဖြစ်သူအရင်ကတက်ခဲ့တဲ့မူဂျိုကျောင်းကိုခေါ်သွားပြီးဆီယာမကိုခွဲခြားခိုင်းပြန်ပါတယ်။ဆီယာမကလည်းအစာပိုင်းမှာတော့အန်နာကတယောက်တည်းပဲရှိတာပါလို့ပြောပေမဲ့ကလေးတွေနဲ့ခဏလေးအချိန်ဖြုံးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်စလုံးကသူမရဲ့သမီးတွေဖြစ်တယ်လို့ပဲဇွတ်အတီးပြပြောဆိုလာပြန်ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားကိုသိနိုင်ဖို့အတွက်ဆေးရုံမှာ DNA စစ်ဆေးမှုသွားလုပ်ခဲ့ပါတယ်။ရလဒ်ထွက်လာတဲ့အခါမှာတော့သိပ္ပံနည်းကျအဖြေအရကလေးနှစ်ယောက်စလုံးကသူမရဲ့ဗီဇအရင်းမြစ်တော်ဆက်တဲ့သမီးအရင်းတွေဖြစ်နေတာကြောင့်သူမမှင်တက်သွားခဲ့ရပါတယ်။ဒါကိုသူမလက်မခံနိုင်တာကြောင့်အဖြေရှာဖို့အတွက်သူမအမေရဲ့အိမ်ကိုညာရင်းချင်းကားမောင်းပြီးသွားခဲ့ပါတယ်။သူမအမေကသူမကိုတစ်တာတစ်လုံးပေးလိုက်ပါတယ်။အဲဒီအထဲမှာတော့အန်နာလေးငယ်ငယ်ကဓာတ်ပုံတွေရှိနေပြီးတော့ထူးဆန်းတာကဓာတ်ပုံတိုင်းမှာအယုံမာလေးတယောက်အမြဲတမ်းပါနေတာပါပဲ။သူတို့ခံမှန်းလိုက်တာကတော့ကျန်တဲ့အန်နာတယောက်ကအဲ့ဒီအယုံမာလေးကနေလူအဖြစ်ပြောင်းလဲသွားတာပဲဖြစ်နိုင်တယ်ဆိုတာပါပဲ